အဖြီပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ဗမာလူနဲ့ပဲအချင်းချင်းပြောမှဖြစ်ပါတယ်ကျွန်တော်အဓိက CP မြို့နယ် CP တာယာကြီးအဖွဲ့အဓိကလောလောဆယ်လက်ရှိအနေထားမှာကျွန်တော်ဆောင်ရနေတဲ့အလုပ်ကဘာလဲဆိုတော့ကျွန်တော်ပြည်သူရဲ့ရည်ရစီကိုအဓိကနံပါတ်1အနေနဲ့ဆောင်ရနေပါတယ်နံပါတ်2အနေနဲ့ကျွန်တော်တို့မှာမြို့စုတော်ငယ်လည်းမြို့မဈေးကိုတတ်တမမမရှိတဲ့အတွက်ကြောင့်အခုဟာခပြည်တော်သားရက်ကွက်မှာပြည်တော်သားမြို့မဈေးဆိုပြီးတော့ကျွန်တော်တို့အခုစောင့်နေပါတယ်အဲ့ဒါလည်းပဲကျွန်တော်အောက်တိုဘာလအကုန်ဆိုရင်ပြည်သူလက်ထဲကိုကျွန်တော်တို့ထွေးပြနိုင်တော့မယ်လို့ကျွန်တော်တို့အနေနဲ့ဖော်ပြလိုပါတယ်နောက်ပြီးတော့ရည်လည်းပဲစမှာဆိုရင်ကျွန်တော်တို့ CP ကနေဆောင်ရွက်ခြင်းမဟုတ်ဘဲနဲ့ထိုးရံပုံကနေကုမ္ပဏီကိုပေးပါတယ်အဲ့ဒီကုမ္ပဏီကလည်းဟိုကန်ဒီယာကုမ္ပဏီနဲ့မကိုရှိဆိုပြီးတော့ကုမ္ပဏီတစ်ခုကတောင်းယူဆောင်နေပါတယ်ဒါပေမဲ့မကိုရှိကုမ္ပဏီကအကြောင်းမျိုးကြောင့်အမှုရင်ဆိုင်တဲ့ခါကျတော့သူတို့ကမပါဝင်နိုင်တော့ဘူးဆိုတဲ့ခါကျတော့အဲ့ဒီကန်ဒီယာကနေနေပြီးတော့မှမကိုဆွေနဲ့ကန်ဒီယာကုမ္ပဏီနှစ်ခုရဲ့လုပ်ငန်းကိုပူးတွဲပြီးတော့သူတို့ကလုပ်ငန်းလည်းရှိတယ်ဆောင်နေပါတယ်အဲ့ဒီနေရာမှာလည်းပဲကျွန်တော်တို့2019မှာတင်ဒါစာချုပ်ကိုကျွန်တော်တို့ဆောင်ပြီးတော့မှအမှန်ရွှေ2000မဟုတ်ဘူး2016မှာတင်ဒါအော်တယ်2019မှာပြီးဖို့ပဲ2019မှာလာ30ပြီးမဲ့လို့ပဲဒါပေမဲ့2019လည်းမပြီးဘူး18လည်းမပြီး19လည်းမပြီးတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ပြည်ထောင်စုစင်းစစ်ကနေပြည်နယ်စင်းစစ်ချုပ်ကိုတောင်းပြီးတော့မှစင်းစစ်ကရှိတယ်ကျွန်တော်တို့မြို့ပေါ်မှာရှိတဲ့တောင်ရှိဒီကောဖွဲ့စီပင်သားရဖွဲ့ဒီဖွဲ့ရှိထားတဲ့ဒီမြို့မြဖကိုယ်တိုင်ကွင်းရှင်းပြီးတော့မှကျွန်တော်စစ်ဆေးတဲ့ခါလို့မကောင်းတဲ့ခါကျတော့ကျွန်တော်တို့ဒါဆိုရင်ဒီဥစ္စာကဘလို့မအောင်မြင်နိုင်မဲ့အနေအထားမရှိတော့တဲ့အတွက်ဒီကုမ္ပဏီကိုဇက်ဆိုင်ပြီးတော့မှအတိတ်ကလည်းပြန်ဆမှာဖြစ်မယ်ဆိုတဲ့အတွက်ကြောင့်ပြည်ထောင်စုစင်းစစ်ချုပ်ကနေပြည်နယ်စင်းစစ်ချုပ်တောင်းပြီးတော့မှစင်းစစ်ခိုင်းတာပဲဖြစ်ပါတယ်အဲ့ဒီအနေထားမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်မောင်မြင်ရတဲ့အကြောင်းဒီပေါ့နော်အဓိကတော့တင်ဒါအောင်တဲ့ကုမ္ပဏီအနေနဲ့လူအားငွေအားနိပညာကျွန်တော်တို့အနေနဲ့တော့မလုံလောက်ဘူးလို့ပဲကျွန်တော်တို့ကတော့ဒီတုံ့တက်မိတာပေါ့နော်ဒါနိပညာပိုင်းတော့ကျွန်တော်ကတော့နားမလည်ပါဘူးတော့လည်းပဲသူတို့ရဲ့အကောင့်ထေဖို့ဆိုရတဲ့လုပ်ငန်းပေါ်ကြည့်ပြီးတော့မှအဲ့ဒီချက်တုံးချက်လုံးဝအားနေတယ်ဆိုတာကိုကျွန်တော်တွေ့ရတဲ့တွေ့ကြောင်းအခုလက်ရှိနေထားမှာစစ်စစ်ကလည်းရှိပြီးသူတို့ကိုလည်းအစီခံစာလဲပြည်နယ်စင်းချုပ်ချအစီခံစာလဲထွက်ပြေးတာဖြစ်တဲ့ကြောင့်ဒီလုပ်ငန်းတွေပါပဲဖြစ်စီပင်ကလုပ်ရင်တော့တင်းတော်ဆုံးဖြစ်မယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့စီပင်ကိုဆက်လက်ဂိုင်းတွေလှုပ်ဆောင်မှုတောင်းပေးထားပါတယ်တောင်းပေးထားတဲ့အတိုင်းကျွန်တော်တို့ကလည်းတောင်းယူဖို့စင်တင်ဖြစ်တယ်လို့ပြည်နယ်စုကလည်းကျွန်တော်တို့တာဝန်ကိုတောင်းပေးတဲ့ကြောင့်အမိစာကိုလည်းထုတ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အမိစာလည်းမကြခင်ထုတ်ပေးမှာပါဒါပေမဲ့ကျွန်တော်တို့ဆက်ပြီးတော့ဆောင်ရွက်မဲ့ဌာနဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနေအခုစာပေတစ်ဖွဲ့ကျွန်တော်တို့စာပေကိုကျွမ်းကျင်စာပေပြန်ရှင်တို့ကျွန်တော်ငှားတယ်နှစ်ဖွဲ့ငှားတယ်နှစ်ဖွဲ့ကအဲ့နှစ်ဖွဲ့ကခုကွင်းရှင်းတယ်အဲ့ဒီကျွန်တော်တို့ဟာခမတ်တီမျိုးလုံးက site အနေနဲ့12ခုရှိတယ်အဲ့ဒီ12ခုမှာကျွန်တော်စာပေအကုန်လုံးတော့မပြည့်နိုင်သေးဘူးခုစတာမှကျွန်တော်ဩဂလကနေစတယ်နော်အဲ့ဒီခါကျတော့စာပေကအခု site 6ခုတော့ပြီးတော့ပြီဒီဇိုင်းကတော့ကျွန်တော်တို့3ခုတော့ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ကဘာဖြစ်တစ်ဆိုင်ချင်းပြီးတာနဲ့ပြီးတဲ့ site ကိုချက်ချင်းကြီးထွန်းပဲအဲ့ဒီအနေထားနဲ့တစ်စင်ပြီးတစ်စင်ကျွန်တော်ဆောင်ပြီးမှကျွန်တော်မှစီစီတယ်အဲ့တော့ကျွန်တော်တို့ဘာဖြစ်ဒီဂျီမာလာ30ရက်နဲ့ဟာခတ်တမျိုးလုံးကိုတီမီကြီးကိုဖြန့်ဝင်နိုင်မယ်လို့ခုကျွန်တော်တို့ဂတိကဝတ်နဲ့ကျွန်တော်တို့ဆောင်ရနေပါတယ်ပေးလေးပေးနိုင်မယ်လို့ကျွန်တော်တို့ကဒီယူဆပါတယ်ဆိုတာကိုပထမအချက်အနေနဲ့ကျွန်တော်ပြောလိုပါတယ်ဖော်ပြလိုပါတယ်နောက်ပြီးတော့ဒီကျွန်တော်တို့ဧက696ဒီမြို့ပြစီမံကိန်းနဲ့ပတ်သက်အဲ့ဒီဘယ်ခန့်ကဏ္ဍပါတယ်လေဆိုတော့ကျွန်တော်တို့ကလည်းပဲတကယ်တမ်းမြို့ပြစီမံကိန်းနဲ့ပတ်သက်စီပင်ဥပဒေမှာတော့
ဒီမြို့ဘက်စီမံကိန်းတော့ပါလို့စီမံကော်မတီတာဝန်အနေနဲ့ဥပဒေတတ်မှတ်ပေးပါတယ်ဒါပေမဲ့ဒီလေ696ဧကကစီပင်ဌာနတစ်ခုထက်နဲ့လောက်တာမဟုတ်ဘူးကျွန်တော်ပြည်နယ်အစိုးရရဲ့ဦးစီးဦးဆောင်မှုနဲ့ကျွန်တော်ဟာခါမြို့ဒီသူများပြည်နယ်တိုင်းမြို့တော်ကဲသို့တော့မြို့တော်လေဖြစ်ချက်ချင်းနဲ့ဟာခါလေစနစ်တကျနဲ့ဒီအင်ကွက်မေကွက်တွေကိုတေချာလေးလုပ်ပြီးတော့မှအိမ်မဲ့ရာမဲ့ပေါ့နော်အိမ်မရှိရာမရှိဟာခါမြို့ပေါ်မှာနေထိုင်သူညောက်ကလေးစနစ်တကျမေကွက်ကိုချပြေးချင်လို့ဒါပြည်နယ်အစိုးရအုပ်ဆောင်မှုနဲ့ကျွန်တော်တို့ဆောင်ရွက်ချင်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်စီပင်ကော်မတီဒီစီအခန့်ကဏ္ဍအတီးတီးမှာပါပါတယ်ကော်မတီတီးတီးမှာပါညှိနှိုင်းကော်မတီမှာလည်းပါတယ်မေကွက်စီစဉ်နေရချထားခြင်းမှာလည်းပါတယ်ဥပမာမေကွက်အကောင့်ထေဖော်ခြင်းမှာလည်းပါတယ်ဒါကော်မတီနဲ့လုပ်တဲ့ဘိုင်းဖြစ်တယ်စီပင်ဌာနတစ်ခုတည်းနဲ့လုပ်တာမဟုတ်ဘူးကော်မတီဦးစီးနာယကဖွဲ့ရှိတယ်နောက်ပြီးတော့ဦးစီးကော်မတီရှိတယ်ဦးစီးကော်မတီအုံးမှာsub committee အတီးတီးရှိတယ်အဲ့ဒီအတီးတီးမှစီပင်ကော်မတီအားလုံးနဲ့အဲ့ဒီမှာပါတယ်ဆိုတာကိုလည်းကျွန်တော်ဆွေးနွေးလိုပါတယ်နောက်ပြီးတော့အဲ့ဒီမှာဒီ696ဧကဒီစီပင် area ထဲမှာမပါသေးဘူးဆိုတာမဟုတ်ပါဘူးကျွန်တော်တို့ပြည်ထေးမြန်မာပြည်ထေးဝန်ကြီးဌာနအမိန့်ကြောင်ရာစာရပေါ့နော်2019ခုနှစ်စက်တင်ဘာ12ရက်နေ့ကနေအမိန့်ပြန်တာထွက်ပြီးသားရှိတယ်43တသမပွက်နိုင်အမိန့်ပြန်တာထွက်ပြီးသားရှိတယ်အဲ့ဒီမြေအားလုံးဒီပြည်နယ်အစိုးရရဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတော့မြေဖြစ်တယ်ဆိုတာကိုလည်းပြည်သူတွေသဘောပေါက်ဖို့လိုတယ်ဆိုတာကိုလည်းကျွန်တော်ဆွေးနွေးလိုပါတယ်ဆိုင်မန်ဖေးဖေးပေါ်ခါစံခေါ်မီဒီယာမူဝင်ခိုင်းရဘူးဆိုတာမီဒီယာမူဝင်ခိုင်းရဆိုတာကကျွန်တော်ရဲ့အိမ်ကကျူးကျော်အဲ့ဒီ690ဧကနဲ့ပတ်သက်ကျွန်တော်ထပ်ပြီးဆွေးနွေးလိုတာကျွန်တော်စီပီအနေနဲ့မေနဲ့ကျွန်တော်တို့လုံးဝပတ်သက်မှုမရှိပါဘူးမေဆိုတာကကျွန်တော်တို့စီမံခန့်ခွဲပိုင်ခွင့်ရှိတော့မေမဟုတ်ဘူးမေကတော့ထွေအုပ်နဲ့မေစင်းရဲ့စီမံခန့်ခွဲမှုရှိတဲ့အစိုးရနော်ဒါပဲရှိကျွန်တော်တို့ကမေပေါ်မှာရှိတဲ့အိမ်ပဲကျွန်တော်တို့ကဆိုင်တယ်ဒါပေမဲ့အဲ့ဒီမေပေါ်မှာရှိအိမ်လည်းပဲဥပဒေနဲ့အညီဆောင်ရွက်ဖို့လိုတယ်ဥပဒေနဲ့အညီမဆောင်ရွက်ဘဲနဲ့ခုပြုတ်ချက်မေ့ပြီးတော့မှမိမိဆန္ဒရနော်ဘာမှလည်းထောက်ထားမရှိခုပြုတ်ချက်လည်းမရရှောက်ချင်တယ်လို့ရှောက်နေချင်းနေတဲ့ဆိုတဲ့အနေထားတော့လုံးဝစီပီနေတော့လက်ခံနိုင်တဲ့အနေထားမဟုတ်ပါဘူးအခုအကောက်ကြည့်မယ်ဆိုရင်ဒီလိုခုပြုတ်ချက်မေးပြီးတော့စောက်ထားတဲ့အိမ်တွေအများကြီးတွေ့မှာဖြစ်ပါတယ်အဲ့ဒါတွေကိုစာရုပ်ကိုယ်ကွင်းရှင်းကြည့်တကယ်လို့မိဘေးကြီးပဲဆိုရင်ကားလည်းမဝင်နိုင်လူလည်းမသွားနိုင်ဆိုတဲ့နေရာကအများကြီးရှိတယ်ဟာခါမြို့တဲ့အရန်ကြောက်ကောင်းတယ်အဲ့ဒါကြောင့်အခုကျွန်တော်တို့စီပင်ကော်မတီတောင်းယူပြီးတော့မှအခုလက်ရှိဆွတ်တောင်းယူတဲ့အချိန်မှာဘာဖြစ်ကျွန်တော်လက်ရှိတောင်းယူကာလမှာတော့အိမ်ကွက်ဖွင့်မယ်ဆိုစနစ်တကျလေးဒီလမ်းကစားဖို့နော်ဒီပညာစနစ်တကျဖြစ်နေအောင်ဆိုပြီးအဲ့ဒီရွေချက်နဲ့စနစ်တကျဖွင့်ထားတာရှိပါတယ်အဲ့ဒီနေရာလည်းပဲ6.6အိတ်ကလည်းပဲပထမပြည်နယ်ဆိုရရဲ့ဒီစီမံကိန်းရပါတော့ဒါစီမံချက်နေနဲ့ဆော်ရတဲ့အချိန်မှာအစကနဦးဆော်ရတဲ့အချိန်မှာအိမ်ဆိုတာကရှိမရှိတယ်ရှိတယ်အဲ့ဒီမှာကော်မတီတီးတီးဖွဲ့ပြီးတော့မှဒီလာနဲ့ဂျီမီကော်မတီဆိုပြီးတော့အဲ့ဒါလာဥစီဌာနကအုပ်ထားလို့လုပ်ပြီးတော့မှသူတို့လာနေဖောက်တယ်လာနေတူးတယ်အဲ့ဒီညင်းနိုင်စီဥရခဥဆောင်တော်ရင်းနဲ့ဖွဲ့ကလည်းဒီမြကွက်ဒီကျွန်တော်ဆိုင်ဆိုင်ပိုင်တာတော့မဟုတ်ဘူးဆိုင်နေတယ်ဆိုတဲ့အနေထားနဲ့ဆိုင်ဆိုင်ခွင့်ရှိတဲ့လူတွေကိုကျွန်တော်တို့ညှိနှိုင်းရတယ်ညှိနှိုင်းပြီးတော့မှလမ်းနဲ့ဖောက်ရတယ်လမ်းဖောက်ပြီးခါမှသူတို့ကညအတွင်းချင်းကိုမီလီမတော့မှတချို့ကတမင်တက်ကိုရှေ့ဘွားဖြစ်နေကျိုးကြော်တဲ့လူတွေအများကြီးရှိပါတယ်နော်အဲ့ဒါကြောင့်ဒီလူတွေကတော့ဘာပဲဖြစ်ဖြစ်ဒါရှိမဲ့ကမဲ့ခွင့်ပြချက်မဲ့ပေါ့နော်အရင်ကအိမ်ရှိရရှိအခုဖြတ်မဲ့လို့တတ်မှတ်တဲ့အိမ်လည်းပဲဇခေရှိပြတာစိအိမ်မှာအပဆိုပြီးတော့ကျွန်တော်တို့စာထွက်ထားတာဖြစ်ပါတယ်ဇခေကရှိတဲ့စိအိမ်ကတော့ဖြတ်မှာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်ဒီဘက်ဆွေးနွေးလိုပါတယ်နောက်ပြီးတော့လည်းမီဒီယာကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်မြို့နယ်အဆင့်မှာတော့ပထမဆွေးနွေးပါတယ်မီဒီယာတွေကိုတော့ကျွန်တော်တို့မြို့နယ်အဆင့်နဲ့မူရင်ကောင်းမလားဆိုပြီးတော့ကျွန်တော်လုံးလုံးစင်အနေနဲ့တော့မ
မွင်ပဲနဲ့ထိုင်ကောင်းမယ်ဆိုတော့ဒါကျွန်တော်တို့ကဆွေးနွေးထားတာရှိပါတယ်တော့15ရက်နဲ့ဒီစီမံကိန်းမြုံပြစီမံကိန်းကော်မတီအားလုံးပေါ့နော်နာစီကအဖွဲ့ကစနော်ဒီကော်မတီ sub ကော်မတီအဆုံးပေါ့နော်အားလုံးပါတော့အရောက်ပေါင်း80ခတ်တဲ့ရောက်တဲ့အစည်းအဝေးမှာဒါဘာဖြစ်မိတယ်ကတော့ဝန်ခံမှာဖြစ်မယ်ဆိုတော့ဒီဒါဘယ်လိုခေါ်မလဲtrust ချက်တော့ရှိပါတယ်ဒါပေမဲ့ဟိုကတော့ဘယ်လိုခေါ်မလဲဒီစီဝေးဆုံးဖက်ကြတော့မထွက်သေးပါဘူးဘာပဲဖြစ်မီဒီယာကကျွန်တော်တို့စီမံကြီးအနေနဲ့ဆိုရင်တော့ဘာပဲဖြစ်မီဒီယာကတော့ဖြစ်နိုင်တလတ်တစ်ချိန်တောင်မှတွေးဖို့တင်းနေဆိုပြီးတော့သူရဲ့ပြောကြားထားတာရှိပါတယ်အဲဒါကြောင့်မီဒီယာတွေကတော့အဲ့ဒီနေ့ကတော့ဝင်မယ်လို့ပဲကျွန်တော်တို့အနေနဲ့ဒါပြောနိုင်ပါတယ်လို့ကျွန်တော်အနေနဲ့အခုကိစ္စကြတော့ကျွန်တော်မှာဒီစီပီလုပ်ငန်းမှာအဓိကတဲ့အခုကိုပဲအကူရတယ်ကျွန်တော်တို့ကကုထုကုထစနစ်လို့ဖြစ်တယ်နော်စီပီကကုပီသူတွေကအခုများများထမ်းနိုင်ရင်ကျွန်တော်ဟာခမျိုးဒီဖလားမျိုးပဲဖြစ်ဖြစ်ကုချင်းလူမျိုးတွေချင်းပီသူတွေကအခုများများထမ်းနိုင်တော့ကုမျိုးကုရွာတာတူးတက်မှာဖြစ်ပါတယ်ကျွန်တော်တို့အခွန်ထမ်းပေါ်မှာအစိုးရကနေအစနဲ့ကျွန်တော်တို့ကိုဇံပေါ်ကိုချပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကအခွန်ထမ်းတာနည်းနည်းလေးဆိုရင်ကျွန်တော်တို့မှာမလုပ်နိုင်ဘူးတကယ်တော့မြို့သားလှပရေးဆိုတာကအခွန်များလေလုံငါအများကြီးလုံနိုင်လေဖြစ်ပါတယ်ဆိုတော့အခွန်ဆိုတဲ့နေရာမှာကျွန်တော်တို့ကအခွန်လေးမျိုးဆိုတာပီစာနဲ့ပီစာမဲ့ရှိမှဖြစ်ပါတယ်အဲ့ဒီမှာအခွန်ဆိုတာကအင်ခွန်အဆုံးခွန်ပေါ့နော်လာမီခွန်ရီခွန်အငြိကျေးခွန်ဆိုတာရှိပါတယ်အငြိအကျေးခွန်ဆိုရင်ဘယ်လောက်မှကိုမရှိတာအများဆုံးမှ9000အနည်းဆုံး900တနစ်စာနော်ပြောမယ်ဆို900ဆိုတာကဓမ္မနဲ့လက်ဖက်တစ်ခွက်တော့မရှိပါဘူးအဲ့လိုပဲကျွန်တော်တို့ကောက်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်အနေနဲ့ဒါအခွန်ပေးပါတယ်ဘာမှမလုပ်ရဘူးဆိုတဲ့အနေထားတော့ကျွန်တော်အနေနဲ့တော့ဒါခုပြည်သူအနေနဲ့လဲဒါတော့မပြောသင့်ဘူးလို့ပဲကျွန်တော်သုံးသပ်မိတာပေါ့နော်ဒါပေမဲ့လမ်းကျူလမ်းကြားဘာညာဆိုတာလည်းပဲဖမ်းပါတယ်တချို့လမ်းကျူလမ်းကြားတွေကတော့မကောက်ပေးနိုင်ဘူးကားလေးမဝင်နိုင်ဘူးပေါ့နော်တော်လည်းပဲစီပင်တိုင်းနေမယ်အတွင်းမှာရှိနေတွေ့ဘာလာပတ်လုံးကတော့စီပင်ဥပဒေပိုင်လို့ရတော့ဒါအခွင့်တော့ထားရမှာလေနော်အခွင့်တော့မထားမနေရထားမယ်စီပင်တိုင်းနေနေမယ်အတွင်းမှာရှိတဲ့ပြည်သူ့ဟိုတည်းကတော့ဆူရတာဝန်ပေးတဲ့စီပင်ကတတ်မှတ်တဲ့အခွင့်အခါပေါ့နော်အဲ့ဒါလည်းပဲကျွန်တော်တို့စီပင်ကဘလောက်ကောက်ဆေးဆိုတာကကျွန်တော်တို့ကမလုပ်ပါဘူးကုပီသူတွေကထမ်းနိုင်မယ့်အနေထားလေးကိုကြည့်ပြီးတော့မှကော်မတီအစည်းအဝေးထိုင်ပြီးတော့ဒါလို့ဖြစ်တဲ့ဒါလို့ကမဖြစ်တဲ့မှုစုပြီးတော့မှကျွန်တော်တို့ကဆုံးဖြတ်ချက်ချတယ်အဲ့ဒီကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ပေါ်ထိတ်အဆင့်ကိုတင်ပြီးမှအထက်အဆင့်ရဲ့ခုပချက်ရမှာဒါလည်းကျွန်တော်တို့အခုကောက်ချင်းဖြစ်ပါတယ်အမှန်ရှိပြင်ဥပဒေရတကယ်အခုထားမယ်ဆိုရင်နော်အင်တလုံးဥပမာအင်တလုံးကိုကျွန်တော်တာရကနဲ့ပြောမယ်ဆိုရင်အကောင်းဆုံးအိမ်ဥပမာယူနီဗာဆယ်လို့ပြောမှာပေါ့အဲ့ဒီအိမ်ကိုကျွန်တော်တို့ကသူ့ရဲ့တနည်းစီးပွားဖြစ်သုံးမယ်အိမ်ငှားမယ်တကယ်လို့စီးပွားလုပ်မယ်ဆိုရင်ဘယ်လောက်ရမလဲစံနှုန်းရှိတယ်အဲ့ဒီစံနှုန်း6သိန်းပဲလုပ်ပေးတယ်တနည်းလုံးမှ6သိန်းပဲလုပ်ပေးတယ်ဒီဥပမာယူနီဗာဆယ်အိမ်တလုံးတွေအကုန်လုံးတော့ဟာအနည်းဆုံး350ရမယ်နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့စီပင်စံနှုန်းအနည်းဆုံးနဲ့အသက်တန်6သိန်းပဲတတ်မှတ်ပေးတယ်ဒါပေမဲ့စီပင်ဥပဒေကအဲ့ဒီထဲမှာမှ10ခန်းကောက်မယ်လို့ရှိတယ်ဒါပေမဲ့10ခန်းတော့မကောက်ဘူး800ခန်းကောက်တဲ့ခါကျတော့အများဆုံးအခွန်ပေါ့နော်အများဆုံးအခွန်ဆိုရင်အခုယူနီဗာဆယ်တော့ပါလို့6000 8000အလွန်ဆုံးပါတာပဲရှိပါတယ်နော်တချို့အိမ်တွေက1000 3000ပေါ့နော်အဲ့ဒါကိုတင်ထစ်စာပြီးရှိတယ်အဲ့တလနဲ့တွဲလိုက်ရင်တကယ့်တထေးကြီးတောင်မှတလမှာ6000တော့မရှိဘူး12လဆိုရင်9000ခွဲပေါ့နော်ဥပမာယူနီဗာဆယ်မှာစစ်တောင်းဆိုရင်ပေါ့နော်တလမှာ9000ပဲရှိတယ်ကျန်တဲ့နဲ့တောင်းဆိုရင်တလမှာ1500လို့ပဲရှိတယ်အဲ့ဒါကိုကုမြုပ်ကုရွာအတွက်ဒါလေးတောင်မှမပေးဘူးဆိုရင်နော်ဘလူလို့ကျူးမြုပ်တာလာပါမလို့ရတော့မယ်နော်အဓိကတော့ဘာပဲဖြစ်ဖြစ်
ကိုခွန်ထားတဲ့အပေါ်မူတည်ပြီးတော့မှကျွန်တော်မြို့တာလှပဲဆောင်ရခြင်းဖြစ်တယ်ဆိုတော့လည်းဖော်ပြလိုပါတယ်နောက်ပြီးတော့ဆုံးနေတဲ့ဒီမီဒီယာနဲ့ပြည်သူလူထုမီဒီယာနဲ့ပြည်သူလူထုပါကျွန်တော်စီပီလုံကအဓိကစီပီထားတဲ့တခုတည်းဘလို့ပဲလို့သူဘလို့ပဲကျူးစားနော်ဒါအောင်မင်းတယ်ဆိုတာမဖြစ်နိုင်ဘူးအဓိကပြည်သူပူပေါင်းပါဝင်မှသာလေကျွန်တော်စီပီလုံကထိအောင်မရှိမှဖြစ်တယ်အဲ့ဒီစီပီပူပေါင်းပါပြည်သူလူထုပူပေါင်းပါဝင်ကြီးအတွက်ကမီဒီယာမှာအဓိကတောင်းရှိတယ်နော်မီဒီယာကနေစီပီလုပ်ငန်းကိုကနနတေချာသဘောပေါ်နားလည်အောင်လေဒါစာသမားတို့အနေနဲ့လေကျွန်တော်တို့နေပူပေါင်းပေးပါဥပဒေစာအုပ်တွေကလိုအပ်ရင်ပေးမယ်နော်ဥပဒေစာအုပ်တွေပါကျွန်တော်တို့ပေးမယ်ဥပဒေစာအုပ်နဲ့အညီပြည်သူလူထုကိုဒါဘယ်လိုခေါ်မလဲ awareness ပေးပါအဓိကပြည်သူလူထုကစီပီလုပ်ငန်းမှာပူပေါင်းပါဝင်မှုစိတ်ခံယူချက်ကတာနေတယ်နော်ကျမပါမှကျမအလုပ်မှကျွန်တော်လုပ်မှတာလေကိုရွာကူမြို့ပြိုးရတာရလှပါတော့မြို့ဖြစ်မယ်စူရာသူတို့စိတ်တပိုင်မှာတီးပြီးတော့မှခံယူဖို့ကတည်ကြီးကြီးအဲ့ဒီခံယူဖို့ကမီဒီယာနဲ့ CP နဲ့ပူပေါင်းပြီးတော့မှပြည်သူလူထုကိုအတိပေးပညာဟောပြောခြင်းတိပေးခြင်းစာဖြစ်တော်လကောမီဒီယာကစာဖြစ်တော်လကောကျွန်တော် CP ကလည်းတွေးဆုံပွဲအဖြစ်တော်လကောတဘောကလက်ကန်းစာဆောင်ဖြစ်တော်လကောအမျိုးမျိုးသောပြည်သူလူထုရဲ့စိတ်ထဲမှာဖောက်ဝင်ပြီးတော့မှနားလေတဘောပေါက်ပြီးတော့မှပူပေါင်းပါဝင်လာတယ်ကျွန်တော်တို့မြို့ကတာလှပမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာတတော့တဲ့နေရာအရေးကြီးတာကမိတယ်ဖြစ်ပါတယ်ကျွန်တော်တို့လည်းပူပေါင်းပေးပါကျွန်တော်တို့ပေါင်းပေးပါဂူကြီးပေးပါလိုအပ်တဲ့စီမံဥပဒေကစာအုပ်တွေကစဂူကြီးပေးမယ်အဲ့ဒါလေးဖတ်ပါပြည်သူလူထုရဲ့တည်ပေးပါလို့ကျွန်တော်ဒါဖော်ပြလိုပါတယ်ဒီမှာပဲဒါဆိုရင်အားလုံးမီဒီယာလည်းကျွန်တော်ဒီနေ့ဒီအချိန်ပေးပြီးတော့လေမြင်မြန်ပြီးတော့ကျွန်တော်လည်းဖြည့်ချက်ခွင့်ရတဲ့တွေ့ကြောင့်လေဒီချင်းလဲကျွန်တော်တို့စာများပေါ်မှာလည်းအထူးကျေးဇူးတင်ပါတယ်ကျွန်တော်လုံဝဲမှာလည်းနေရှင်နဲ့မြကုတဲ့တောင်ပိုင်းကနေပူပေါင်းပေးပါလို့နှုတ်ဆုံနေနဲ့ပြောကြလိုပါတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့